ဇလန်ရဲ့အစမှာတော့ညာဘက်လမ်းဘေးခောက်ဆွဲဆိုင်လေးမှာကြည်စန်းကခောက်ဆွဲတပွဲစားပြီးပတ်စံရှင်းမယ်လို့တော့သူကပကံလေးကအသားဖက်ကိုကြည့်ပြီးခောက်ဆွဲအရသာကမစိုးပေမဲ့အသားကပါလွန်းတယ်အလင်းတောင်ပေါက်နေပြီဆိုပြီးဆိုင်ရှင်ကိုပြောလိုက်တယ်။ဆိုင်ရှင်ကတော့အသေးစားလေးစီးပွားရေးမို့ပါအားလုံးပေါင်း15ယွမ်ပါလို့ရိုးရိုးပဲပြန်ဖြေတယ်။ဒါပေမဲ့ကြည်စန်းအတွက်15ယွမ်ဆိုတာမယုံနိုင်စရာဈေးနှုန်းဖြစ်နေတယ်။သူက15ဒေါ်လာလားပေါင်လားဆိုပြီးမေးပြီးဆိုင်ကန်းလာစားအလုပ်သမားခမိဖို့ကြောင့်ဈေးတွေပါထည့်တွက်ပြတယ်။ဒီဈေးနဲ့ခင်ဗျားတို့စီးပွားရေးကဘယ်လိုလုပ်ဒေဝါလီမခံတာလဲဆိုပြီးဆိုင်ရှင်ကိုတောင်စီးပွားရေးတင်ပေးမယ်လို့တော့တယ်။ဆိုင်ရှင်ကသူဘာတွေပြောနေမှန်းနားမလဲပဲဘာဒေဝါလီလဲ15ယွမ်ပဲလေ QR ကုတ်ရှိတယ်စကန်ဖတ်လိုက်လို့ပြောတယ်။ဒါပေမဲ့ကြည်စန်းကတော့အဲ့ဒီဈေးကိုမဖြစ်နိုင်ဘူးထင်ပြီး15000ယွမ်ပေးချေလိုက်တယ်။အကျွေးပြန်မအမ်းနဲ့တော့ဒါကိုခမားဆိုင်အတွက်ကျွန်တော်ရဲ့ရင်းနှီးမြှုပ်နှံမှုလိုပဲသဘောထားပါဆိုပြီးတကယ်ပေးချလိုက်တာပါ။အဲ့ဒီမြင်ကွင်းကိုမြင်နေတဲ့ဟဲရှောင်ရဲကမခံနိုင်တော့ပဲဝင်လာပြီးသူမကကြည်စန်းလက်ကိုတားပြီးရှင်ယူနေတာလား15000တောင်းလားဒီအိုးကိုဝယ်နေတာလားဒီ3ဘိန်းကိုဝယ်နေတာလားဆိုပြီးတန်းဆူလိုက်တယ်။ကြည်စန်းကတော့သူ့ကိုတားရဲတဲ့သူကိုမတွေ့ဘူးသလိုမျက်နှာပြတ်သွားပြီးဒီမျိုးသမီးကျွန်တော်လက်ကိုလွှတ်ပါသစိမ့်တွေနဲ့ထိတွေ့ရတာမကြိုက်ဘူးလို့ပြောလိုက်တယ်။သူ့အမြင်မှာဆိုင်ရဲ့စီးပွားရေးမှာပြဿနာရှိနေတာသိတာပြီးဆိုင်မပိတ်သွားအောင်15000မဟုတ်ဘူးပေးတာပါ။ဟဲရှောင်ရဲကတော့ဒါကိုလုံးဝလက်မခံဘူး။15000တောင်ပုံဖို့ပေးရတယ်လို့ပတ်စံပိုးနေရင်ပရဟိတကိုလှူလိုက်ပါလား။အသားတောင်တေချာမပါတဲ့ခောက်ဆွဲကို15000ပေးတာကပတ်စံကိုစော်ကားတာတွေမကဘူး။နွားကိုပါစော်ကားတာဆိုပြီးပြက်ပြက်သားသားပြောလိုက်တယ်။ကြည်စန်းကကျွန်တော်ပတ်စံကျွန်တော်ကြိုက်တယ်လို့သုံးတာဒါကျွန်တော်လွတ်လပ်ခွင့်ပဲလို့တင်းခံပေမဲ့ဟဲရှောင်ရဲကစိတ်တူနေပေမဲ့အချက်လက်နဲ့ပြောတတ်တဲ့သူပါ။သူမကခောက်ဆွဲထဲမှာအသားနှစ်ဖက်ပဲပါတာမီနူးထဲမှာ3ဖက်လို့ရေးထားတာကြောင့်ဒါဟာစားသုံးသူကိုလိန်ညာရောင်းချတာဖြစ်ကြောင်းထောက်ပြတယ်။ပြီးတော့သူမကကူပွန်ထုတ်ပြီးကျမစီမှာညဈေးတန်း9.9ယွမ်တန်ကူပွန်ရှိတယ်။ကျမရဲ့9.9ယွမ်ပဲယူလိုက်တပြားမှပိုမပေးနိုင်ဘူးလို့ပြောတယ်။ဆိုင်ရှင်လည်းမဖြစ်တာတော့အေးပါ9.9ဆိုလဲ9.9ပေါ့မင်းတို့ဖျားလောင်းနဲ့လာတွေ့ရတာငါကံပဲဆိုပြီးလက်ခံလိုက်ရတယ်။ဟဲရှောင်ရဲကကြည်စန်းကိုမြင်လားဒါကိုစီးပွားရေးရအရှုံးကာကွယ်တာလို့ခေါ်တယ်။ရှင်းပန်ကတ်ကိုတင်မဟုတ်ပဲကုန်ကြစရိတ်ကိုပါ33ရာခိုင်နှုန်းလျှော့ချပေးလိုက်တာလို့ပြောတယ်။ကြည်စန်းကတော့9.9ယွမ်တန်ကူပွန်တစ်ခုနဲ့သူ့ရဲ့15000တန်ငွေကြေးလည်ပတ်မှုကိုတားဆီးလိုက်တာကိုအံ့ဩသွားပြီးခမားကဘယ်ရင်းနှီးမြှုပ်နှံမှုဘဏ်ကကျွမ်းကျင်သူလဲလို့မေးလိုက်တယ်။ဟဲရှောင်ရဲကဘာကျွမ်းကျင်သူလဲကျမကတာမန်လူတန်းစားပါ။မြန်9.9ယွမ်လွှဲပေးနောက်ဆုံးကားကိုမိအောင်သွားရအောင်ပဲ။တပြားရော့ရင်တော့ငြိမ်မနေဘူးနော်ဆိုပြီးထွက်သွားတယ်။ဒီပထမဆုံးတွေ့ဆုံမှုမှာပဲတယောက်ကပတ်စံကိုကိန်းကနန်းကြီးတွေနဲ့ပဲတွက်တက်ပြီးတယောက်ကတော့တပြားတစ်ချက်ကအစလွယ်မလွတ်တတ်တဲ့သူဆိုတာပေါ်လွင်ပါတယ်။ဒီအဖြစ်အပျက်ကိုအဝေးကနေကြည့်နေတဲ့ကြည်စန်းရဲ့အဖိုးကဟဲရှောင်ရဲကိုချက်ချင်းသဘောကျသွားပြီးသူကလက်ထောက်ကိုဒီမိန်းကလေးကတကယ်ပါရမီရှင်ပဲကြည်စန်းလက်ထဲက15000ကို9.9ယွမ်နဲ့အတင်းလူယူသွားတာအဖိုးရဲ့အမြင်မှာပတ်စံတန်ဖို့မသိတဲ့သူ့မြေးကိုပြင်ပေးနိုင်မဲ့လူကဒီလိုကက်စီးနေတဲ့မိန်းကလေးမျိုးပဲဆိုပြီးပြောပါတယ်။နောက်နေ့မှာကြည်စန်းရဲ့ဘဝကချက်ချင်းပြောင်းလဲသွားတယ်။သူ့ပလက်ကတ်တွေအကုန်ပိတ်ခံလိုက်ရတာပါ။ကြည်စန်းကအဖိုးစီပြေးသွားပြီးဘာလို့ကျွန်တော်ပလက်ကတ်တွေကိုပိတ်ပစ်လိုက်တာလဲ။မနက်ဖြန်ပဲရစ်ကိုပကြီးပြပွဲသွားကြည့်ရအောင်မယ်ဆိုပြီးဒေါသတကြီးအဖိုးဖြစ်သူကိုမေးလိုက်ပါတယ်။အဖိုးကတော့လမ်းဘေးခောက်ဆွဲစားတာတောင်မုတ်ဖိုး15000ပေးနေတာ။ဒီတိုင်းဆက်ဖြုံးနေရင်ကြည်လုပ်ငန်းစုတစ်ခုလုံးကုန်တော့မှာပဲလို့ပြန်ပြောတယ်။ကြည်စံကအဲ့ဒါဟာဈေးကွက်ပံ့ပိုးမှုတစ်ခုပဲလို့ဆက်ညင်းပေမဲ့အဖိုးကသူ့အတွက်ထိတ်တန်းဗန်နာရေးအကြံပေးတစ်ယောက်ရှာထားပြီးပြီလို့ကြေညာလိုက်တယ်။အဲ့ဒီအကြံပေးကဟဲရှောင်ရဲပါပဲ။သူမကကြည်စန်းရှိမှပြန်ပေါ်လာပြီးတရားဝင်မိတ်ဆက်ပေးပါရစေ။ကျမနာမည်ဟဲရှောင်ရဲပါ။ဒီနေ့ကစပြီးကျမကရှင်းနေထိုင်မှုစရိတ်တွက်ချက်ပေးမဲ့သူနောက်6လအတွင်းအတူနေမဲ့အခန်းဖော်လဲဖြစ်ပါတယ်လို့ပြောတယ်။အဖိုးကဟဲရှောင်ရဲကိုလစာ3000ပေးပြီးကြည်စန်းကိုစင်းရဲသားတစ်ယောက်လိုဘယ်လိုနေရမလဲသင်ခိုင်းထားတာပါ။ဟဲရှောင်ရဲကသူ့ကားတော့ကိုတော့အွန်လိုင်းမှာငှားဖို့တင်ထားပြီးဒီနေ့အတွက်ကျမတို့အသုံးစရိတ်က85ယွမ်ပါလို့အေးအေးဆေးဆေးပြောလိုက်တယ်။ကြည်စန်းကသူ့ကားငှားခံလိုက်ရတာသိတော့ခမ ्या တကယ်ယူနေတဲ့မိန်းမပဲဟဲရှောင်ရဲခမ ्या စိတ်မနှံ့ဘူးလားဆိုပြီးဒေါသပေါက်ကွယ်တယ်။ဒါပေမဲ့ဟဲရှောင်ရဲကမတုံ့လို့ဘူး။သူကရေတဘူးကို120ယွမ်နဲ့ဝယ်ထားတဲ့အတွက်အဲ့ဒီငွေကိုမနက်စာတွေကနှုတ်ထားပြီးပြီလို့ပြောတယ်။အိမ်ပြန်ဖို့ကြည်စန်းကအနည်းဆုံး Roll Rice လောက်တော့ခေါ်လို့ရမယ်ထင်နေတယ်။ဒါပေမဲ့ဟဲရှောင်ရဲကသူ့ကို2ယွမ်တန်ဘတ်စကားစီခိုင်းတယ်။ကြည်စန်းက2ယွမ်2ယွမ်နဲ့ဘာစီလို့ရမှာလဲ။စပိန်လားကျွန်တော်ကကြည်လုပ်ငန်းစုရဲ့စက်ခံသူပဲကျွန်တော်ခြေထောက်တွေကိုတန်း300ဖို့အာမခံထားတာနော်ဆိုပြီးမယုံနိုင်ဖြစ်နေတယ်။ဟဲရှောင်ရဲကတော့ဘယ်သူကစပိန်စီခိုင်းလို့လဲဟိုမှာကြည့်12မီတာရှည်တဲ့အများသုံးကားကြီးလက်ကင်ပါပါတယ်။2ယွမ်ပဲပေးရတယ်ရှုံးစရာလုံးဝမရှိဘူးဆိုပြီးဘတ်စကားကိုညွှန်ပြလိုက်တယ်။ကြည်စန်းအတွက်တော့ဒါဟာတာမန်လူတွေစီးတဲ့ဘတ်စကားမဟုတ်ပဲသူ့ဘဝကိုပြောင်းပြမဲ့ပထမဆုံးသင်ခန်းစာဖြစ်သွားတယ်။ဘတ်စကားပေါ်တက်တော့သူက black cat ကိုကတ်ဖတ်ဆက်မှာသွားလို့နေတယ်။ရင်မောင်ကမောင်ရင်အဲ့ဒီအမဲရောင်ကတ်ပြအစုံနဲ့ဘာရီလာပို့နေတာလဲဒါကဘတ်စကားလေးဆိုပြီးပြောလိုက်တယ်။ဟဲရှောင်ရဲကလည်းဒါကရှင့်အိမ်ကကျင်ငါးပွင့်ဟိုတယ်မဟုတ်ဘူးဆိုပြီးထပ်ဆူတယ်။ကြည်စန်းကတော့အဲ့ဒီ black cat နဲ့ Paris မှာကိုပိုင်လေရင် Caribbean မှာကျိုးနေဝဲခဲ့ဘူးတာကိုဂုဏ်ယူနေတယ်။ဒါပေမဲ့ဘတ်စကားပေါ်မှာအဲ့ဒီကတ်ကဘာမှအသုံးမဝင်ဘူး။သူအံ့ဩသွားပြီးဒီ214 line ဘတ်စကားဟာနိုင်ငံတကာဗန်နာရေးစနစ်တောင်မထိုးဖောက်နိုင်တဲ့တီးချောင်းငွေပေးချေမှုစနစ်တစ်ခုတိစောက်ထားတာပဲလို့တောင်ထင်သွားတယ်။ဟဲရှောင်ရဲကတော့သူ့ကိုကြည့်ပြီး
ရှင် CEO ဝတ္ထုတွေပဲအရန်ဖတ်နေတာလားအလီပေး WeChat ဆိုတာတရုတ်နိုင်ငံမှာလူသန်းပေါင်းများစွာသုံးနေတာရှင်လိုအပြင်ထွက်တိုင်းသက်တော်ဆောင်၈ယောက်နဲ့ထွက်တဲ့သူပဲမသိတာဆိုပြီးပြန်ပြောတယ်ကားရင်းတဲ့အချိန်ကြည်စံလဲမလို့ဖြစ်တော့ဟဲရှောင်ရွဲကဆွဲကယ်လိုက်တယ်ကြည်စံကလဲသွားရင်ကြည်လုပ်ငန်းစုရှယ်ယာတွေမနှက်ဖြန်9%ကျသွားနိုင်တယ်ဆိုပြီးချက်လက်မှတ်ထုတ်ကကျေးဇူးဆက်မယ်လုပ်တယ်ဟဲရှောင်ရွဲကချက်ချင်းရှင်သာချက်လက်မှတ်ထုတ်လိုက်ရင်ရှင်ကိုကားပေါ်ကနေပစ်ချလိုက်မယ်ငြိမ်ငြိမ်ရက်နေလို့တားလိုက်တယ်နောက်တစ်မှတ်တိုင်မှာဆင်းပြီးဟဲရှောင်ရွဲကကြည်စံကိုစူပါမားကတ်ရှော့ဈေးပွဲတွေခေါ်သွားတယ်သူမကည8နာရီရှော့ဈေးနံရိုးတွေကိုသွားလို့ရမယ်လို့ပြောတော့ကြည်စံကရှော့ဈေးဆိုတာဘာလဲအန်ဒီရများတဲ့စီးပွားရေးသဘောတူညီချက်တစ်ခုလားဆိုပြီးတကယ်ကြောက်သွားတယ်ဟဲရှောင်ရွဲက Rolex နာရီကိုအိတ်ကတ်ထဲထည့်ခိုင်းပြီးအတော်ကြီးတွေရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုမလျှော့တွက်နဲ့လို့သတိပေးတယ်ကြည်စံအတွက်ဒါကစူပါမားကတ်မဟုတ်တော့ဘူးအသားတစ်ထုပ်အတွက်တိုက်ရတဲ့စစ်မြေပြင်ကြီးလိုဖြစ်သွားတယ်ရှော့ဈေးအသားရဖို့ဟဲရှောင်ရွဲကရှင်ဒီညအသားစားခြင်းလားစားခြင်းရင်ပါဇက်ပိတ်ထားတိုက်ပွဲအတွက်ပြင်ထားတော့လို့အမိန်ပေးတယ်အတန်ချက်ဆက်ကအထူးရှော့ဈေးစားပြီးလို့ကြေညာတာနဲ့ဟဲရှောင်ရွဲကချက်ချင်းလှုပ်ရှားတယ်သူမကအခုကိုလုံးနဲ့ဘဲဘက်ကိုပိတ်ထားလို့អော်လိုက်ပြီးကြည်စံလဲမဖြစ်မနေလူအုပ်ကြားထဲဝင်ရတယ်အတော်ကြီးတယောက်ကဝက်သုံးထက်သားယူမဲ့လမ်းကိုမပိတ်နဲ့ဆိုပြီးစူတော့ကြည်စံကလူချင်းခွာခွာနေဖို့သူ့အင်ဂျီကိုမထိဖို့တောင်ပြန်ပြောနေသေးတယ်ဒါပေမဲ့နောက်ဆုံးမှာဟဲရှောင်ရွဲကဝက်နံရိုးဘူးကိုရအောင်ယူနိုင်သွားပြီးဒီညဒီနံရိုးကငါ့ပိုင်လို့ပြောသားပဲဆိုပြီးဝမ်းသာသွားတယ်ကြည်စံကတော့ဒီလောက်ဈေးနဲ့တက်တာဖို့လူတွေအလူရဲဖြစ်နေတာကိုနားမလည်နိုင်ဘူးသူ့ဖက်နဲ့တောင်သုံးကအနှင်းခံလိုက်ရတယ်ဆိုပြီးမကြည်မနှက်ပြောတယ်ဟဲရှောင်ရွဲရှင်ပါတိလို့လေဒါကိုဈေးတက်တာရတဲ့ဒိုပမင်းလို့ခေါ်တယ်ရှင်တန်း100ရလဲဘန်ကတ်ထဲကကနန်းပြောင်းတာပဲရှိတယ်ကျမကဒီဝက်နံရိုးဘူးရလိုက်တော့ဒီညထမင်းဝိုင်းမှာဟင်းကောင်းတစ်ခွက်တိုးလာတာလို့ပြောလိုက်တယ်အဲ့ဒီစကားကကြည်စံအတွက်တာမန်လူတွေရဲ့ပျော်ရွှင်မှုဆိုတာဘယ်လိုအရာလဲဆိုတာကိုနည်းနည်းမြင်လာစေတယ်ဝေရှင်းတန်းမှာစောင့်ရတော့ကြည်စံကသူ့အချိန်10မိနစ်ကိုဒေါ်လာ1000တန်နဲ့10မိနစ်စောင့်ရတာနဲ့ဒေါ်လာ3သိန်းဆုံးရှုံးသွားပြီဆိုပြီးထပ်တွက်နေတယ်ဟဲရှောင်ရွဲအဲ့လောက်အစွမ်းထက်ရင်စူပါမားကတ်ကိုရှင်းတယောက်တည်းအတွက် VIP လမ်းကြောင်းဖွင့်ခိုင်းလိုက်ပေါ့ဆိုပြီးမျက်နှာမလှုပ်ပဲပြန်ချေတယ်အဲ့ဒီချိန်မှာကြည်စံကိုတီးတဲ့ကျိုးရွံ့ရွံ့ဆိုတဲ့မိန်းကလေးရောက်လာတယ်သူမကပရာဟီတီညစာစားပွဲမှာကြည်စံနဲ့တွေ့ဘူးတဲ့သူပါသူမကကြည်စံကိုတာမန်စူပါမားကတ်မှာတန်းစီနေတာကိုမြင်ပြီးတခင်လေးကြီးကဒီလိုနေရာမျိုးထိလာရတာလားဆိုပြီးစကားစားတယ်ပြီးတော့ဟဲရှောင်ရွဲကိုလည်းကြည်စံရဲ့အိမ်ဖော်လားဘာလို့ဒီလိုဈေးပေါ်တဲ့ပစ္စည်းတွေကိုကင်ခိုင်းထားတာလဲဆိုပြီးနှိမ်ချလာတယ်ကြည်စံကစကားကိုစင်ကျင်ပြောဖို့သတိပေးပေမဲ့ကျိုးရွံ့ရွံ့ကမရက်ဘူးဟဲရှောင်ရဲကတော့ဒေါသနဲ့မတုံ့ပြန်ပဲသူမလွယ်ထားတဲ့ H တစိမ့်အိတ်ကိုတေချာကြည့်တယ်အိတ်ကနောက်ဆုံးပေါ် Starry Sky Crocodile အမျိုးအစားဖြစ်ပြီးတရုတ်ပြည်စည်းနဲ့ဆို2,800,000လောက်တန်တယ်လို့အရင်ချီးကျူးလိုက်တယ်ကျိုးရွံ့ရွံ့ကလည်းဒါကိုပါရီကနေအထူးမှာထားတာတနိုင်ငံလုံးမှာတစ်လုံးတည်းပဲရှိတယ်ဆိုပြီးပိုကြွားလာတယ်ဟဲရှောင်ရဲကအဲ့ဒီအချိန်မှာအယောင်ရွေးထားတာဈေးကွက်အကြိုက်နဲ့မကိုက်လို့ထက်ဖြတ်လိုက်တာနဲ့တန်ဖိုးရော့မယ် stage ကလည်းမမှန်ဘူး crocodile pattern ကသဘာဝမကျပဲစက်နဲ့ဖိထားသလိုညီလုံးနေတယ်ဆိုပြီးတစ်ချက်ချင်းထောက်ပြတယ်နောက်ဆုံးတော့ဒီအိတ်က high grade fake ဖြစ်နိုင်ပြီး WeChat ထဲမှာ4,500လောက်နဲ့ရတဲ့အမျိုးအစားပဲလို့ပြောချလိုက်တယ်2,800,000နဲ့ဝယ်ခဲ့တယ်ဆိုရင်ရှုံးနှုန်းကရာခိုင်နှုန်း6,000ကျော်တယ်အဲ့လောက်တောင် depreciation မြန်တဲ့အိတ်ကိုလွယ်ပြီး short ဈေးနံရိုးကိုနှိမ်ခွင့်မရှိဘူးဆိုတဲ့သဘောနဲ့ပြက်ပြက်သားသားပြောလိုက်တာပါကျိုးရွံ့ရွံ့ကအိတ်အတူမဟုတ်ဘူး famous buyer စီကဝယ်တာဆိုပြီးညင်းပေမဲ့လူကြားထဲမှာမျက်နှာပြက်သွားတယ်နောက်ဆုံးတော့ဟဲရှောင်ရဲကိုယူနေတာပဲဆိုပြီးဒေါသတကြီးထွက်သွားတယ်ဟဲရှောင်ရဲကတော့ငွေရှင်းနှန်းဆောင်ရင်ပြင်းလို့ကြည်စံရဲ့လူမှုအတိုင်းဝိုင်းတွေကဘတ်တက်တစ်ခုကိုရှင်းပေးလိုက်တာပဲလို့အေးအေးဆေးဆေးပြောတယ်ကြည်စံကအဲ့ဒီမြင်ကွင်းကိုကြည့်ပြီးဟဲရှောင်ရဲကိုနောက်တစ်မျိုးမြင်လာတယ်သူမကဈေးစစ်တက်တာတသက်မဟုတ်ဘူးစက္ကန့်30အတွင်းအချက်လက်စုဈေးကွက်နှိုင်းရှင်အတုစစ်ဖော်ပြီးတစ်ဖက်လူရဲ့မာနကိုတောင်ချိုးနိုင်တဲ့သူပါငွေရှင်းကောင်တာရောက်တော့စုစုပေါင်း80ရွမ်ကြတယ်ဟဲရှောင်ရဲက9ရွမ်ကူပွန်ကိုမမေ့ပဲထုတ်သုံးပြီးကြည်စံကိုဒီနေ့ရှင်အသားလေးရတယ်အခမဲ့စီးပွားရေးသင်ခန်းစာလေးရတယ်လို့ပြောတယ်ပြီးတော့အိမ်ရောက်ရင်ပကံဆေးတာကသူ့တာဝန်ဖြစ်ကြောင်းမှထပ်သတိပေးလိုက်တယ်အိမ်ပြန်ရောက်တော့ကြည်စံအတွက်နောက်ထပ်စမ်းသပ်မှုကပကံဆေးတာပါသူကရှော့ဈေးနံရိုးကိုအရသာရှိရှိစားပြီးသွားပေမဲ့ပကံဆေးရမယ်ဆိုတော့မျက်နှာပြတ်သွားတယ်ပကံဆေးဆက်ပြကသူ့လက်ကိုစားသွားမလားဈေးပေါ်တဲ့အနံ့ကဘာကြောင့်ဒီလောက်ပြင်းတာလဲဆိုပြီးဘလို့အပ်တာတွေပါစိုးရိမ်နေတယ်ဟဲရှောင်ရဲကဒါဆက်ပြပါအစ်စ်မဟုတ်ဘူးအစောကနံရိုးစားတော့ကတော့လက်ချောင်းပေါ်က sauce တောင်လျက်စားနေပြီးအခုမှနူးညံ့ချင်အောင်စောင့်မနေနဲ့ဆိုပြီးပြန်ဆူတယ်ကြည်စံကသူ့ကိုခန္ဓာဟာကြည်လုပ်ငန်းစုဆက်ခံသူတယောက်အတွက်အမြဲအကောင်းဆုံးအခြေအနေမှာရှိရမယ်ဒါဟာ risk assessment ပဲဆိုပြီးတင်းခံတယ်ပကံဆေးရင်ကြည်စံကဆက်ပြကိုအများကြီးညှစ်ချလိုက်တော့ဟဲရှောင်ရဲမခံနိုင်တော့ဘူးပကံဆေးနေတာလားပကံကိုရေချိုးပေးနေတာလားကိုရွံ့တန်ဆက်ပြတပူက3လခံရမယ်ရှင်ဒီလိုသုံးရင်မနှက်ဖြန်ဘာနဲ့ဆေးမလဲဆိုပြီးတားလိုက်တယ်ကြည်စံက secretary ကိုဖုန်းဆက်ပြီး imported dish soap နဲ့ shampoo မှာလိုက်မယ်ဆိုတော့ဟဲရှောင်ရဲကအဖိုးမိန်ကြောင့်အကူအညီတစ်ခုမှမရဘူးဒီအိမ်ကကျွန်းတကျွန်းလိုပဲပထမ survival lesson ကဆက်ပြကိုရေနဲ့ဖြောသုံးတာလို့သင်ပေးတယ်ကြည်စံကဆက်ပြကိုရေနဲ့ရောပြီးလှုပ်ရင် surface area တိုးလာမယ်ဆိုပြီးသူ့စိတ်ထဲကတော့တွက်ချက်နေတယ်ဟဲရှောင်ရဲကတော့ဒါကို resource optimization လို့ခေါ်တယ်ရေသက်တာတွေဆေးရလွယ်တယ်ဆိုပြီးသင်ပေးတယ်မတက်ရင်မနှက်စာကိုစားကျင်တဲ့ရေနွေးပဲစားရမယ်လို့လည်းချိန်ချောက်လိုက်တာကြောင့်ကြည်စံမကြေမနက်နဲ့ဆက်စီရတယ်ပကံဆေးပြီးသွားတော့ကြည်စံကစိတ်တန်ရာကိုကုဖို့ Guatemala coffee လိုချင်တယ်လို့ပြောတယ်ဟဲရှောင်ရဲက delivery fee နဲ့ night fee ထည့်တွက်ပြီးအဲ့ဒီ coffee ကိုချက်ချင်းပယ်ချတယ်သူမပေးတဲ့ coffee ကတော့ online ဆေးမှာ
29 ရွက်နဲ့ buy 1 get 1 ရထားတဲ့ black coffee ပါကြည်စန်းကအရသာကဆေးရည်လိုပဲဆိုပြီးမျက်နှာရှုံပေမဲ့ဟဲရှောင်ရွက်က29 ရွက်ရဲ့ခါတက်မှုကိုတီးခန့်တက်လာမှဘဝရဲ့တကယ့်ခါတက်မှုကိုနားလည်မယ်ဆိုပြီးသူ့ကိုထပ်တင်ပေးလိုက်တယ်ဒီလိုနေ့စဉ်ကိစ္စအသေးစားတွေကပဲကြည်စန်းကိုတာမန်ဘဝနဲ့တဖြည်းဖြည်းနီးလာစေတယ်အရင်ကသူ့အတွက်ပတ်စံဆိုတာစည်ရင်တွေကကဏ္ဍသက်သက်ပဲအခုတော့10 ရွက်တန်ဆက်ပြတပူ9 ရွက်တန်ကူပွန်တစ်စောင်းနှစ်ရွက်တန်ဘတ်စကားကတခါကသူ့ဘဝထဲမှာတကယ်အရေးပါတဲ့သင်ခန်းစာတွေဖြစ်လာတယ်နောက်ပိုင်းမှာသူတို့နှစ်ယောက်ဈေးထဲသွားကြတယ်ဟဲရှောင်ရွက်ကကြည်စန်းကိုခရမ်းချင်သီးဝယ်ခိုင်းပြီးဈေးစင်နီအလေးချိန်ကြီးနီဈေးသည်ရဲ့စကားကိုဘလို့နားထောင်ရမလဲသင်ပေးတယ်ကြည်စန်းကတန်ပေါင်းများစွာတန်တဲ့ project တွေကိုတွက်နိုင်ပေမဲ့တပိတ်တာဈေးမှာတော့တကယ်မကျွမ်းကျင်သေးဘူးခရမ်းချင်သီးဝယ်တဲ့အခါကြည်စန်းကဟဲရှောင်ရွဲစောစောကတုံးပြခဲ့တဲ့နီးကိုအတိုင်းသုံးကြည့်မယ်လို့တယ်သူကဈေးသည်အတော်ကိုဒေါ်လေးခရမ်းချင်သီးတပိတ်တာဘလောက်လဲလို့မေးတော့အတော်ကမောင်လေးကတကယ်ကိုချောတာပဲတပိတ်တာကို3 ရွက်ပါအတော်အကောင်းဆုံးတွေရွေးပေးမယ်လို့ပြောလာတယ်ကြည်စန်းကအဲ့ဒီနီးကိုရိုးရှင်းတဲ့စိတ်ကစားနီးလို့ထင်နေပြီးဈေးကိုတဝက်တီတီချကတရွက်နဲ့9 ပြားထိဈေးတန်းစစ်လိုက်ပါတယ်အတော်ကတော့တရွက်နဲ့9 ပြားဟုတ်လားအရင်ဈေးတောင်နှစ်ရွက်ရှိတယ်မယောင်းဘူးဆိုပြီးချက်ချင်းညင်လိုက်တယ်ကြည်စန်းကစောစောကဟဲရှောင်ရွဲလို့နောက်ပြန်ခေါ်လာမယ်ထင်ပြီးထွက်သွားပေမဲ့အတော်ကပြန်မခေါ်တဲ့အပြင်ကြည်တော့လူရည်တန်လေးနှစ်ရွက်တန်လေးကိုတောင်နှမျောနေတယ်ဆိုပြီးအော်ဟစ်လိုက်ပါတော့တယ်ကြည်စန်းကသူ့ဗျူဟာကအမှားယွင်းမရှိပြေဆုံးနေတာပဲဘာလို့ပြန်မခေါ်တာလဲဆိုပြီးနားမလည်နိုင်ဖြစ်သွားတယ်ဟဲရှောင်ရွဲကတော့ရေးပြီးဈေးစစ်တာကတင်ချပုံသေးနီးမဟုတ်ဘူးဝက်သားကအမျက်များလို့တဝက်နှိမ်လို့ရတယ်ဟင်းသီးဟင်းရွက်ကတော့အမျက်ပြားကနန်းပဲရှိတာရှင်ကတဝက်စစ်လိုက်တော့သူတို့မှရှုံးမဲ့အပြင်ရှင့်ကိုစီဖိုးတောင်ပြန်ပေးရတော့မယ်လို့သင်ပေးလိုက်တယ်အဲ့ဒီတော့မှကြည်စန်းကရိုးရိုးရှင်းရှင်းထင်ရတဲ့ဈေးကွက်ထဲမှာတော့ပစ္စည်းအမျိုးအစားအလိုက်ဈေးနှုန်းသတ်မှတ်ပုံကဒီလောက်ရှုပ်ထွေးနိုင်တာကိုနားလည်လာတယ်ဈေးထဲမှာမတရားရောင်းချတဲ့သူနဲ့တွေ့တော့ဟဲရှောင်ရွဲကချက်ချင်းဝင်တိုက်တယ်သူမကစားသုံးသူအခွင့်အရေးဥပဒေကိုတိတိကျကျပြောပြီးလိန်ညာရောင်းချတာဆိုရင်ရော်ကြီးကဝယ်ယူခဲ့တဲ့တန်ဖိုးရဲ့3 ဆဖြစ်ရမယ်900မပြည့်ရင်လည်းအနည်းဆုံး900ရော်ရမယ်ဆိုပြီးလူတွေကိုပါစုပေါင်းရော်ကြီးတောင်းဖို့ဥဆောင်တယ်အစားကကြောက်နေတဲ့ဈေးဝယ်သူတွေကလည်းသူမနောက်ကနေတဖြည်းဖြည်းအတန်ထွက်လာကြတယ်ကြည်စန်းကဒီမိန်းကလေးကိုတဖြည်းဖြည်းပိုသတိထားလာတယ်အစားပိုင်းမှာသူမကိုကက်စီးနေတဲ့လူလိုပဲမြင်ခဲ့ပေမဲ့အခုတော့ဟဲရှောင်ရွဲဟာမတရားတာကိုမခံတဲ့သူအချက်လက်နဲ့တိုက်တက်တဲ့သူတာမန်လူတွေဘက်ကရက်ပေးတတ်တဲ့သူဆိုတာသိလာတယ်တန်းချီတန် project တွေကိုထိန်းနိုင်တဲ့သူတယောက်ကတရွံတန်အလေးချိန်တစ်ခုကိုမသိနိုင်တာဘလောက်အလွဲဖြစ်နေသလဲဆိုတာလေသူ့ကိုယ်သူတဖြည်းဖြည်းပြန်မြင်လာတယ်အဲ့ဒီညမှာပဲဟဲရှောင်ရွဲဟာကြီးမိသားစုဘက်ကဖိအားနဲ့ပါရင်ဆိုင်ရတယ်ကြည်စန်းအမေကသူမကိုငွေကြေးနဲ့ဖြုတ်ချခြင်းနဲ့ချက်လက်မှတ်တစ်စောင်ထုတ်ပြီးကြည်စန်းစီကထွက်သွားဖို့ဖိအားပေးတာပါဒါပေမဲ့ဟဲရှောင်ရွဲကစိတ်မလှုပ်ဘူးသူမကအရင်ဆုံးအခွန်ကိုတွက်တယ်ဟာတန်းဆိုပေမဲ့အခွန်နှုတ်ရင်လက်ထဲရောက်မဲ့ပမာဏကလျော့သွားမယ်ဒါတွေမကသူမကိုမောင်းထုတ်လိုက်ရင်ကြည်စန်းကအရင်လိုပြန်ဖြုံးပြီးကြည်မိသားစုအတွက်တစ်နှစ်ကိုတန်းချီဆုံးရှုံးနိုင်တယ်ဆိုတာကိုတစ်ချက်ချင်းတွက်ပြတယ်ကြည်စန်းအမေအတွက်ဟဲရှောင်ရွဲဟာဆင်းရဲတဲ့မိန်းကလေးတယောက်တသက်မဟုတ်တော့ဘူးသူမကငွေစင်းရင်အခွန်အသုံးစရိတ်အနာဂတ်ဆုံးရှုံးမှုတွေကိုတပြိုင်နက်တွက်နိုင်တဲ့သူပါအဲ့ဒီနောက်ကြည်မိသားစုဘက်ကလည်းဟဲရှောင်ရွဲကိုပေါ့ပေါ့တန်တန်မမြင်ရတော့ဘူးအချိန်ကြာလာတာနဲ့အမျှသူတို့နှစ်ယောက်ကြားကဆက်ဆံရေးကလည်းပြောင်းလာတယ်အစာပိုင်းမှာတယောက်ကိုတယောက်စိတ်တူခဲ့ပေမဲ့ခုတော့ရန်ဖြစ်ရင်းတွက်ချက်ရင်းနေ့စဉ်ဘဝရဲ့အတူကျင်လည်ရင်းတယောက်အကြောင်းတယောက်နားလည်လာကြတယ်ကြည်စန်းကဟဲရှောင်ရွဲကိုသူ့ခံစားချက်ကိုစီးပွားရေးစကားလုံးတွေနဲ့ဖွင့်ပြောလာတယ်သူကကျွန်တော်ယင်းနှိမ့်မြုပ်နှံမှုအသစ်တစ်ခုစတင်ခြင်းတယ်လို့ပြောတော့ဟဲရှောင်ရွဲကချက်ချင်းမျက်ခုံးပင့်သွားတယ်သူမအတွက်ယင်းနှိမ့်မြုပ်နှံမှုဆိုတာအန္တရာယ်ရှိနိုင်တဲ့ကိစ္စပါဒါကြောင့်ဘာယင်းနှိမ့်မြုပ်နှံမှုလဲဘယ်ဘန်ကလဲတစ်နှစ်အတိုးနှုန်းကဘယ်လောက်လဲယင်းနှိမ့်ငွေကိုစိတ်ချရလားဝန်ဆောင်ခတွေရှိသေးလားဆိုပြီးမေးခွန်းတွေတန်းဖြစ်တယ်ကြည်စန်းကအဲ့ဒီမေးခွန်းတွေကိုစောင့်နေတဲ့သူလိုပဲအေးအေးဆေးဆေးပြန်ပြောတယ်ယင်းနှိမ့်ငွေကိုအချိန်ကိုစိတ်ချရတယ်စီမံခန့်ခွဲခါလည်းမလိုဘူးယင်းနှိမ့်မြုပ်နှံရမယ့်အရာကကျွန်တော်ပဲဒီလုပ်ငန်းနာမည်ကတန်ရောစင်တိုးပွားခြင်းလို့ခေါ်တယ်ဆိုပြီးသူ့ကိုယ်သူယင်းနှိမ့်မြုပ်နှံမှုတစ်ခုလို့တင်ပြလိုက်တာပါဟဲရှောင်ရွဲကအရင်လိုပဲချက်ချင်းတွက်တယ်တန်ရောစင်ဆိုတာကမ္ဘာပေါ်မှာအန္တရာယ်အများဆုံးယင်းနှိမ့်မြုပ်နှံမှုပြောင်းလဲရခက်တယ်ရှုံးနေသွားရင်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်နိုင်ပြီးပြန်ကူစားဖို့ကုန်ကျစရိတ်ပိုများနိုင်တယ်ဆိုပြီးညင်းတယ်သူမကျမဒီလိုအန္တရာယ်များတဲ့အလုပ်ကိုလက်မခံဘူးလို့ပြောပေမဲ့ကြည်စန်းကနောက်ဆုတ်မသွားဘူးကြည်စန်းကတော်တဲ့စရင်ကင်တယောက်ကလေးလာစူးစမ်းဖို့အချိန်လိုတာတဘာဝပါပဲမင်းလေးလာဖို့အချိန်များကြီးပေးပါမယ်ဒါပေမဲ့ကျွန်တော်ဆိုတဲ့ဒီယင်းနှိမ့်မြုပ်နှံမှုမှာအားနည်းချက်တစ်ခုရှိတယ်မင်းနဲ့တခါထိတွေ့ဘူးသွားတာနဲ့တခြားသူကိုလက်ခံဖို့မဖြစ်နိုင်တော့ဘူးလို့ပြောတယ်ဟဲရှောင်ရွဲကအပြင်မှာတင်းမာနေတယ်လို့ပြောပေမဲ့သူ့စကားတွေကသူမရင်ထဲကိုတစ်ချက်ချင်းထိလာတယ်ဟဲရှောင်ရွဲကပါဇက်ပိတ်ထားလိုက်တော့အမျက်ကြီးစားကြီးဆိုပြီးအိမ်ပြန်ကြရအောင်ဆိုပြီးပါဇက်ကနေလဲဒီနေ့အန်တီအတွက်ဈေးလျှော့ပေးဖို့အင်တာနက်ဒေတာကုန်သွားလို့အင်တာနက်ဖိုး2 ယွမ်ပြန်တောင်းမယ်လို့ပြောရင်အိမ်ပြန်ပြေးပါတော့တယ်ကြည်စန်းကတော့2 ယွမ်နဲ့လားငါတဘွားလုံးကိုပါပေးဖို့အဆင်သင့်ပဲလို့ရေရွရင်းကြံနေခဲ့ပါတော့တယ်နောက်နေ့မနက်မှာတော့ဟဲရှောင်ရဲကကြည်စန်းအခြေအနေကိုအဖိုးစီဖုန်းဆက်ပြောတယ်ဥက္ကဋ္ဌကြီးကြည်စန်းကအခုတလောတော်တော်လေးအခြေအနေကောင်းနေပါပြီပကံစေးတက်လာတာတွေမကဘူးဈေးထဲမှာဈေးစစ်တဲ့နီလန်းတွေပါကျွမ်းကျင်နေပြီအိမ်လာကကိုတောင်ရှော့ခိုင်းနိုင်ခဲ့တယ်ရှင်ပေးတဲ့တင်တန်းကြီးကတကယ်ကိုထိုက်တန်ပါတယ်လို့သူမကပြောတယ်အဖိုးကဟဲရှောင်ရဲစကားကြားတော့သဘောကျသွားတယ်သူကကြည်စန်းသုံးတဲ့စည်းရင်းတွေကိုနေတိုင်းကြည့်နေခဲ့ပြီးအရင်ကတနေ့ကိုသိန်းနဲ့ချီသုံးခဲ့တဲ့မြေကအခုတနေ့ကိုယွမ်90တောင်မပြည့်တော့ဘူးဆိုတာကိုပြောလာတယ်သူတကယ်ကိုပြောင်းလဲသွားပြီပဲဒါပေမဲ့အစုချင်းမပေးခင်နောက်ဆုံးစမ်းသပ်ချက်တစ်ခုရှိသေးတယ်ဆိုပြီး
အဖိုးကရာသီဥတုကောင်းတဲ့နေ့မှာသူတို့နှစ်ယောက်ကိုအပြင်ထွက်ပြီးရိုမန်တစ်ဆန်ဆန်ဒိတ်လုပ်ခိုင်းလိုက်တယ်။ဟဲရှောင်ရွဲကချက်ချင်းတုန်လှုပ်သွားတယ်။သူမချင်းတွေ့တာလား။ဒါကကျမရဲ့စာချုပ်ဝန်ဆောင်မှုထဲမှာမပါဘူးလေ။ကျမကဂုဏ်သိက္ခာရှိတဲ့စီးရင်အင်းပညာရှင်တယောက်ပါလို့ပြန်ပြောပေမဲ့အဖိုးကဒီဟာကထပ်ဆောင်စမ်းသပ်မှုတစ်ခုပဲဆိုပြီးစီကန်းကိုတစ်ချက်ချင်းချပြတယ်။ဒီချင်းတွေ့မှုအတွက်စုစုပေါင်းဘတ်ဂျက်က10ယွမ်ပဲရှိမယ်။အဲ့ဒီ10ယွမ်တန်ချင်းတွေ့မှုအတွင်းကြည်စန်းကတခွန်းပဲညီညီဒါမှမဟုတ်သူ့လျှို့ဝှက်အဆက်အသွယ်တွေကိုသုံးခဲ့ရင်ဟဲရှောင်ရွဲရဲ့အပိုစုကြီးအားလုံးဖြတ်မယ်။ကြည်စန်းကိုလည်းချက်ချင်းကုမ္ပဏီပြန်ခေါ်ပြီးတထေးသမီးတယောက်နဲ့တွေ့ခိုင်းမယ်လို့ပြောလိုက်တယ်။ကြည်စန်းကအဖိုးဘက်ကဘာအမိန့်တွေထပ်ထုတ်ပြန်ပြီးလဲဆိုပြီးမကြေမနက်ဖြစ်တယ်။ဟဲရှောင်ရွဲကလည်း10ယွမ်နဲ့ရှင့်အဖိုးကကျမတို့ကို10ယွမ်တဲနဲ့ရိုမန်တဆန်ဆန်ချင်းတွေ့ခိုင်းတာလား။10ယွမ်နဲ့အဆင်မပြေရင်ရှင်ကတထေးသမီးတယောက်နဲ့တွေ့ရမှလीဆိုပြီးစိတ်ပူသွားတယ်။ကြည်စန်းကတော့တခြားသူနဲ့တွေ့ရမယ်ဆိုတာကကျွန်တော်တသက်တာလက်တွဲပေါ်စည်းရင်းထဲမှာလက်ရှိမင်းတယောက်တည်းပဲရှိတာပါ။ဒီလိုမယိုးသားတဲ့အတင်းကျပ်စီစဉ်မှုမျိုးကိုကျွန်တော်အဖြစ်မခံနိုင်ဘူးလို့ပြောလိုက်တယ်။ဟဲရှောင်ရဲကသူ့စကားကြားပြီးခဏတိတ်သွားပေမဲ့အခုကအချစ်စကားပြောနေချိန်မဟုတ်ဘူးဆိုပြီးပြန်တတိပေးတယ်။10ယွမ်တဲနဲ့လူနှစ်ယောက်ရှောက်လဲဖို့ဆိုတာဈေးအပေါ်ဆုံးလက်ဖက်ရည်ချမ်းနှစ်ခွက်တောင်မဝယ်နိုင်ဘူး။ဒီနေ့ရိုမန်တစ်ဆန်အောင်ဘဲကိုသွားပြီးဘာလုပ်ရမလဲလို့သူမကစိတ်ညစ်နေတယ်။အဲ့ဒီခါကြည်စန်းကရန်ပုံငွေလမ်းကြောင်းပိတ်ခံထားရမှာတော့ဈေးမလိုတဲ့သဘာဝရှုခင်းတွေကိုရှာရမယ်။ဒီ10ယွမ်ရဲ့အင်အားကိုသုံးပြီးအမြင့်ဆုံးစိတ်ကျေနပ်မှုကိုဖန်တီးယူမယ်ဆိုပြီးဟဲရှောင်ရဲရဲ့10ယွမ်ပတ်စံအိတ်လေးနဲ့သူ့ကိုခေါ်သွားခိုင်းတယ်။ဟဲရှောင်ရဲကကြည်စန်းကိုမြစ်ကမ်းနားဘက်ခေါ်သွားတယ်။သူမကသခင်လေးကြည့်ဒါကဒီမျိုးရဲ့အကြီးဆုံးအခမဲ့ 5A အဆင့်အပန်းဖြေစခန်းပဲဝင်ကြီးလုံးဝမလိုဘူးမြစ်ကမ်းနားအလှကိုကြည့်လို့ရတယ်လက်ဆက်တဲ့လေကိုလည်းရှူလို့ရတယ်လို့စိတ်အားတက်တက်နဲ့ရှင်းပြတယ်ကြည်စန်းကတော့အရင်ကဒီလိုနေရာမျိုးကိုချင်းတွေ့ရနေရလို့တော့မတွေးဘူးပေမဲ့ဟဲရှောင်ရဲရဲ့မျက်နှာပေါ်ကကျေနပ်မှုကိုကြည့်ပြီးသူ့အတွေးတွေတဖြည်းဖြည်းငြိမ်လာတယ်လမ်းမှာသူတို့ကကန်စွန်းဥပုပ်တစ်ခုဝယ်စားကြတယ်ဆိုင်ရှင်က6ယွမ်နဲ့50ပြားကြတယ်ဆိုတော့ဟဲရှောင်ရဲကချက်ချင်းသွားပြီး10ယွမ်ဘတ်ဂျက်က65%ချက်ချင်းလျော့သွားပြီလို့ပြောတယ်ကျန်တဲ့လမ်းတစ်လျှောက်လုံးသုံးဖို့3ယွမ်50ပဲကျန်တော့တာကြောင့်သူမကပတ်စံအိတ်ကိုတင်းတင်းကင်ထားတယ်။ဒါပေမဲ့ကန်စွန်းဥပုပ်ကိုနှစ်ယောက်မျှစားနေတဲ့အချိန်မှာကြည်စန်းကသူ့အတွက်ဒီအရသာဟာငွေနဲ့တိုင်းလို့မရတဲ့အတွေ့အကြုံတစ်ခုလိုဖြစ်နေမှန်းနားလည်လာတယ်။အဲ့ဒီအချိန်မှာသခင်လေးလီရောက်လာတယ်။သူကကြည်စန်းကိုမြစ်ကမ်းနားမှာလမ်းဘေးအစားအစာစားနေတာမြင်ပြီးချက်ချင်းလောင်တယ်။ကြည်စန်းမတွေ့တာကြပြီပဲ။အခုမင်းကဒီလိုနေရာမှာဒီလိုစားစရာစားနေရပြီလားဆိုတဲ့သဘောနဲ့မထီမဲ့မြင်ပြောလာတယ်။ဟဲရှောင်ရဲကအဖိုးရဲ့စမ်းသပ်မှုကိုသတိရပြီးကြည်စန်းစိတ်မထိန်နိုင်ရင်အကုန်ပြတ်သွားမယ်ဆိုတာစိုးရိမ်နေတယ်။ကြည်စန်းကတော့လီကိုမျက်နှာပြတ်မပြဘူး။သူကလူတယောက်ရဲ့တန်ဖိုးကိုစားတော့ဆိုင်စည်းနဲ့တိုင်းတာတာအရန်အပေါ်ရန်ဆန်တယ်လို့အေးအေးပဲပြန်ပြောတယ်။ပြီးတော့လီဒီနေ့ဘေးကအမျိုးသမီးကိုခေါ်ပြီးတယောက်9000ကျတဲ့ပြင်သစ်စာသွားစားခဲ့ပေမဲ့စားနေတဲ့တစ်လျှောက်လုံးသူမကဓာတ်ပုံရိုက်ပြီးဆိုရှယ်မီဒီယာတင်တာကလွဲရင်သူနဲ့တကယ်စိတ်ပိုင်းဆိုင်ရာဖလှယ်မှုတစ်ခုမှမရှိခဲ့ဘူးလို့ထောက်ပြတယ်။ကြည်စန်းကဆက်ပြီးလီရဲ့9000တန်ရင်းနှီးမြုပ်နှံမှုကနေရလာတဲ့စိတ်ကျေနပ်မှုဟာသူနဲ့ဟဲရှောင်ရဲ6ယွမ်50ပြားနဲ့မျှစားနေတဲ့ကစွန်းဥပုပ်ထက်တောင်နည်းနေတယ်လို့ပြောတယ်။စားစရာရဲ့ဈေးမကြီးလို့အချိန်ရဲ့တန်ဖိုးနည်းသွားတာမဟုတ်ဘူး။အတူစားနေတဲ့လူနဲ့တကယ်ပြောနိုင်ရေးနိုင်နားလည်နိုင်တာမှအရေးကြီးတာလို့ကြည်စန်းကထိုးပြလိုက်တာပါ။လီကပတ်စံနဲ့လာဖိချင်ခဲ့ပေမဲ့ကြည်စန်းပြန်ထောက်လိုက်တဲ့အချက်ကသူ့ကိုဆက်ပြောရခက်သွားစေတယ်။ဟဲရှောင်ရဲကကြည်စန်းကိုဘေးကနေကြည့်နေတယ်။အရင်ကပတ်စံကိုကိန်းကနန်းကြီးတွေနဲ့ပဲတွက်တတ်တဲ့သူဟာအခုတစ်ခုခုကိုငွေစည်းမဟုတ်ပဲလူနှစ်ယောက်ကြားကခန်းစားချက်နဲ့တွက်နိုင်လာပြီ။သူမအတွက်အဲ့ဒီအပြောင်းလဲကအဖိုးရဲ့စမ်းသပ်မှုအောင်မြင်တာထက်ပိုအရေးပါနေတယ်။လီနဲ့ဆက်ပြီးအချိန်မကုန်ကျင်တော့တဲ့ကြည်စန်းကဟဲရှောင်ရဲနဲ့အတူမြေကမ်းနားလမ်းတိုင်းဆက်လျှောက်သွားတယ်။လက်ထဲမှာ3ယွမ်ပြား50ပဲကျန်တော့တဲ့အချိန်မှာကြည်စန်းကလမ်းဘေးပူဖောင်းပစ်ဆိုင်ကိုမြင်သွားတယ်။သူကဆိုင်ရှင်စီသွားပြီးဦးလေး10ယွမ်ကို3ချိန်ဆိုပေမဲ့ကျွန်တော်တို့မှာ3ယွမ်ပြား50ပဲရှိတယ်။တစ်ချက်လောက်ပြစ်ခွင့်ပေးပါလားလို့တောင်းတယ်။ဆိုင်ရှင်ကအစမှာ3ယွမ်ပြား50နဲ့မရဘူးလို့ညင်းပေမဲ့ကြည်စန်းကစုအယုတ်တရုတ်ရဲ့အရင်က10ယွမ်ထက်မပိုဘူးဆိုပြီးအတင်းတောင်းဆိုတာနဲ့ဆိုင်ရှင်ကနောက်ဆုံးတော့တစ်ချက်ပြစ်ခွင့်ပေးလိုက်တယ်။ကြည်စန်းကတနက်ကိုကင်ပြီးချိန်လိုက်တဲ့အခါတနက်ချိန်ညှိထားတာမမှန်ဘူးဆိုတာသတိထားမိတယ်။သူကလေးတိုင်နှုံးနဲ့ထောင်းကိုတွက်ပြီးချိန်လိုက်တယ်။ဟဲရှောင်ရဲကဘေးကနေသူ့ကိုကြည့်နေတော့ကြည်စန်းကတစ်ချက်တည်းပြစ်လိုက်တာပူဖောင်းကိုထိသွားတယ်။ဆိုင်ရှင်ကစုအနေနဲ့ပလတ်စတစ်လက်စွပ်လေးတစ်ကွင်းပေးလိုက်တယ်။ကြည်စန်းကအဲ့ဒီလက်စွပ်ကိုဟဲရှောင်ရဲစီကမ်းပေးတယ်။သူကစီးရင်အပညာရှင်ဟဲရှောင်ရဲဒီ10ယွမ်တဲနဲ့စတင်တဲ့တသက်တာစီမံကိန်းကိုမင်းဘက်ကလက်မှတ်ထိုးအတီးပြုပေးမလားလို့မေးတယ်။ဟဲရှောင်ရဲကခဏကြည့်နေပြီးကြည်စန်းရှင်ကတော့တကယ်ပဲလူလဲပဲရှင်10ယွမ်တဲနဲ့ကျမရဲ့တသက်တာအပိုစုကြီးတွေကိုဝယ်သွားပြီလို့ပြန်ပြောရင်လက်ခံလိုက်ပါတော့တယ်။လက်စတစ်လက်စွပ်ကတန်ဖိုးကြီးတာမဟုတ်ပေမဲ့ဒီနေ့တနေ့လုံးသူတို့နှစ်ယောက်အတူဖြတ်ခဲ့တဲ့အချိန်ကအဲ့ဒီလက်စွပ်ထဲမှာအထိပ္ပယ်ရှိသွားပါတော့တယ်။အချိန်ကြာမကြာမှာပဲအဖိုးကဟဲရှောင်ရဲကိုကြည်မိသားစုအတွက်ကျေးဇူးရှင်ကြီးလို့သဘောထားလာတယ်။သူကမင်္ဂလာဆောင်ကိုအကြီးကျယ်ဆုံးဖြစ်အောင်လုပ်မယ်ဆိုပြီးကမ္ဘာထိပ်တန်းမင်္ဂလာဆောင်စီစဉ်ရေးကုမ္ပဏီ6ခုနဲ့အစီအစဉ်ဆွဲထားကြောင်းပြောတယ်။တောင်ပစိဖိတ်ကအုတ်ကလိကကျွန်းဟာမယ်။ဘူလ်ဂေးရီးယားကထိပ်တန်းနှင်းစီ999တန်းကိုလေယာဉ်နဲ့တင်မယ်။ပဲရစ်ပညာရှင်တွေနဲ့လက်ချုပ်မင်္ဂလာဝတ်စုံချုပ်မယ်။တောင်အာဖရိကစိန်ပွင့်1000စီမယ်။အကြမ်းပြင်းဘတ်ဂျက်9တန်းမလောက်ရင်ထပ်တိုးမယ်ဆိုပြီးအဖိုးကစိတ်လှုပ်ရှားနေတယ်။ဟဲရှောင်ရဲကအဲ့ဒီစီးရင်ကြားတာနဲ့မခံနိုင်တော့ဘူး။9တန်းလားအဖိုးကငွေကြေးဖောင်းပွားမှုအပေါ်တခုခုအထင်မှားနေတာလား။9တန်းဆိုတာမင်္ဂလာဆောင်လုပ်ဖို့လားဒါမှမဟုတ်စီးရင်ပေါက်ကုမ္ပဏီလေးနှစ်ခုလောက်ဝယ်ဖို့လားလို့မေးတယ်။နှင်းစီပွင့်999တန်းကိုခူးတဲ့သိမ်းစီးတဲ့အခါအလေးအလွင့်နှုံးမြင့်ပြီးပန်းကလည်းရက်အနှဲငယ်ပဲခံမယ်
တန်းရာချီအကုန်ခံပြီးသက်တမ်းတိုတဲ့အသုံးဆောင်ဝယ်တာကတန်ဖိုးကျဆင်းမှုမြန်လွန်းတယ်လို့တစ်ချက်ချင်းတွက်ပြတယ်။ကြည်စမ်းအမေကလည်းအဖိုးကဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတော့ဘူး။မလိုအပ်တဲ့အခွန်တွေထပ်ပေးနေပြန်ပြီဆိုပြီးထောက်ပြတယ်။ဟဲရှောင်ရဲကဒီလိုရင်းနှီးရကြိုးမနှက်တဲ့မင်္ဂလာဆောင်မျိုးကိုလုံးဝအဖြစ်မခံနိုင်ဘူးလို့ပြောပြီးအဖိုးကိုဖန်သားပြင်ကြည့်ခိုင်းတယ်။သူမပြထားတဲ့အစီအစဉ်ကကုန်ကျစရိတ်တုံညအကျိုးမြတ်300%ရနိုင်တဲ့မင်္ဂလာဆောင်စီမံကိန်းမှာပထမဆုံးနေရာကိုမြို့လယ်မှာပဲသတ်မှတ်မယ်။ G Group ပိုင်တဲ့ငါစတားဟိုတယ်မှာလုပ်ရင်နေရာငှားခသက်သာရုံမကဟိုတယ်အတွက်မီဒီယာကနေအခမဲ့ကြော်ညာရမယ်။မင်္ဂလာဆောင်ပြီးနောက်ဟိုတယ်ရဲ့မင်္ဂလာပွဲကြိုတင်စီးရင်သွင်းမှုတွေတက်လာလိမ့်မယ်လို့ဟဲရှောင်ရဲကရှင်းပြတယ်။အဖိုးကအဲ့ဒါကြားပြီးအတိတ်ပဲရှိတယ်လို့လက်ခံတယ်။ဒုတိယချက်ကမင်္ဂလာဝတ်စုံပါ။ဟဲရှောင်ရဲကစူးကျိုးကနိုင်ငံတကာ brand တွေကိုချုပ်ပေးနေတဲ့မူလထုတ်လုပ်ရေးစက်ရုံနဲ့ဆက်သွယ်ထားပြီးသားဖြစ်ကြောင်းပြောတယ်။သူတို့ကအကောင်းဆုံးမင်္ဂလာဝတ်စုံကိုအလကားချုပ်ပေးမယ်။အပြန်လန်အနေနဲ့မင်္ဂလာဆောင်နေ့မှာ G Group ရဲ့ Weibo စာမျက်နှာမှာကန်ဆယ်မဲ့အစီအစဉ်တင်ပြီးသူတို့အကောင့်ကို tag တွဲပေးမယ်။ဒီလိုနဲ့တန်း15ဘတ်ဂျက်ကိုတပြားမှမကုန်ပဲအချင်းချင်းကြော်ညာပေးတာနဲ့လဲလှယ်လိုက်နိုင်တယ်။တတိယအချက်ကဧည့်သည်မူလဘတ်ဂျက်ကတယောက်ကို2000တန်အသားရည်ထိန်းပစ္စည်းဖြစ်ပေမဲ့ဟဲရှောင်ရဲကအဲ့ဒါကိုဖျက်ခိုင်းတယ်။အစားထိုးအနေနဲ့ G Group ရဲ့နောက်လာထွက်မဲ့အိတ်ဆက်ချင်းကူညီတဲ့စက်မှတ်ဥထုတ်ကိုပေးမယ်လို့ပြောတယ်။မင်္ဂလာဆောင်လာမဲ့သူတွေကအဆင့်မြင့်လူဒန်းစားတွေဖြစ်လို့အကောင်းဆုံးစမ်းသပ်သုံးစွဲသူအုပ်စုဖြစ်မယ်။ဥထုတ်ထဲမှာမင်္ဂလာကျေးဇူးတင်စကားဗီဒီယိုထည့်ထားရင်ကြည်နူးစရာကောင်းရုံမကပစ္စည်းစွမ်းဆောင်ရည်ကိုပါတိုက်ရိုက်သိနိုင်မယ်။ဒုတိယနေ့မှာဒီပစ္စည်းရောင်းအား1ဘီလီယံကျော်သွားနိုင်တယ်လို့ဟဲရှောင်ရဲကတွက်ပြတယ်။အဖိုးကအဲ့ဒီအစီအစဉ်တွေကြားပြီးဟဲရှောင်ရဲကိုစီးပွားရေးပါရမီရှင်လို့ချီးကျူးတယ်။ဒါကမင်္ဂလာဆောင်တာမဟုတ်တော့ပဲပစ္စည်းအသစ်မိတ်ဆက်ပွဲနဲ့ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ပွဲကြီးပဲ။သမီးပြောတဲ့အတိုင်းလှုပ်ရှားစို့လို့သူကသဘောတူလိုက်တယ်။ထို့နောက်အဖိုးကကြီးစန်းတစ်သက်လုံးမှာအမှန်ကန်ဆုံးရင်းနှီးမြှုပ်နှံမှုကဟဲရှောင်ရဲကိုလက်ထပ်တာပဲလို့ပြောတယ်။ကြီးစန်းကလည်းအဖိုးပြောတာမှန်တယ်။သူ့ဇနီးလောင်းကသူ့ပတ်စံအိတ်ကိုပဲထိန်းနိုင်တာမဟုတ်ပဲမင်္ဂလာဆောင်လုပ်ငန်းတစ်ခုလုံးရဲ့စီးပွားရေးပုံစံကိုပါပြောင်းလဲနိုင်တယ်။သူမကိုလက်ထပ်ရတာသူ့ဘဝရဲ့အကြီးမားဆုံးအမြတ်ပဲလို့ပြောတယ်။မင်္ဂလာပွဲနေ့မှာဟဲရှောင်ရဲရဲ့အစီအစဉ်တွေတကယ်အလုပ်လုပ်တယ်။ group ထဲမှာသူတို့သမီးဝတ်စုံပေါ်က QR code ကို scan ဖတ်ရင်စူးကျိုးဆက်ယုံရဲ့အထူးရော့ဈေးမှာပါနိုင်မယ်ဆိုတဲ့ link ပို့ထားကြောင်းလူတွေပြောကြတယ်။တစ်ဖက်မှာလည်းစမတ်ဦးထုတ်ထဲကကြည်စန်းတဲ့ဟဲရှောင်ရဲရဲ့အချစ်ဇလန်ဗီဒီယိုကိုတွေ့ပြီးရုပ်ထွက်ကြည့်တယ်။အပြင်မှာရောက်နေတယ်လို့ပဲဆိုကဆက်အလုံး1000ပါမယ်။ကုမ္ပဏီဝန်ထမ်းအားလုံးကိုလက်ဆောင်ပေးမယ်ဆိုတဲ့သူတွေပါရှိလာတယ်။စုံမှာကြည်စန်းကဟဲရှောင်ရဲကိုလက်ထပ်ခွင့်တောင်းတယ်။သူကမကို15000တန်ပေါက်စုပေးတာကိုတားခဲ့တဲ့အချိန်ကစပြီးမင်းကငါဘဝရဲ့အရေးကြီးဆုံးရှယ်ယာရှင်ဖြစ်လာမယ်ဆိုတာငါသိခဲ့တယ်။မင်းရဲ့တွက်ချက်မှုတွေကငါတို့ကြားကအတားအဆီးတွေကိုဖြိုဖျက်ပေးခဲ့တယ်။9.9ယွမ်တန်နန်ရိုးတုံးနဲ့တာမန်ဘဝရဲ့ပျော်ရွှင်မှုကိုငါ့ကိုသိစေခဲ့တယ်။မင်းကငါဘဝရဲ့အန္တရာယ်အနည်းဆုံးအကျိုးမြတ်အများဆုံးရင်းနှီးမြှုပ်နှံမှုပါလို့ပြောတယ်။ကြည်စန်းကစိန်လက်စွပ်ကိုမူရင်းဆက်ယုံကနေဟဲရှောင်ရဲအတွက်ရှာပေးထားတာဖြစ်ကြောင်းပြောပြီးပလတ်စတစ်လက်စွပ်လေးကတော့သူမအပေါ်ထားတဲ့ဘယ်တော့မှမပြောင်းလဲမဲ့စိတ်ရင်းကိုကိုစားပြုတယ်လို့ပြောတယ်။ဟဲရှောင်ရဲငါကြည်ပြူစွာနဲ့တက်တန်းအကန့်အသတ်မရှိအိမ်တော်ရေးစာချုပ်ကိုလက်မှတ်ထိုးမယ်။မင်းငါ့ကိုတစ်သက်လုံးကုန်ကျစရိတ်တွေတွက်ချက်နိုင်တယ်။ကြည်စန်းရဲ့တူးရီသောအိမ်တော်ဘက်အဖြစ်နေပေးမလားလို့သူမကိုမေးလိုက်တယ်။ဟဲရှောင်ရဲရှင်ကတော့ဖြုံးတီးသူကြီးပဲ။ဒီလိုအကျိုးမြတ်များတဲ့အလုပ်ကိုကျွန်မလက်ခံလိုက်မယ်။ဒါပေမဲ့နောင်ကြရင်နွားနို့လက်ဖက်ရည်ကိုဒုတိယတစ်ခွက်တစ်ဝက်ဈေးပဲတောက်မယ်နော်လို့ပြန်ဖြေပြီးလက်ခံလိုက်ပြီးသူတို့နှစ်ယောက်ရဲ့အနမ်းနဲ့အတူနှစ်ယောက်တစ်ပွားလုပ်ငန်းကြီးရဲ့အကျိုးမြတ်ခီးလေးစတင်သွားပါတော့တယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။နောက်လဲဇလန်းကောင်းလေးတွေတင်ဆက်ပေးသွားအောင်ပါမို့ like and subscribe လေးတွေလုပ်ပေးသွားကြပါအောင်ခင်ဗျာ။